ပထမဆုံးဆက်လက်စိုးလိုက်တဲ့ကောင်နဲ့မင်းထည့်ရဒီတော့မွန်းပထမဆုံးဆိုတော့မပြေးတတ်သေးနောက်ဆုံးဆိုတော့ကြောက်တော့တအားတွေဆွဲရနင်းကန်တွေဆွဲအရင်ကဒီတိုင်းလွတ်နေတယ်ဆိုတော့နည်းနည်းရိုင်းတယ်ခုမှတယောက်တစ်ကောင်ချင်းစီဆွဲထည့်တာဆိုတော့အလေးအကျင့်မရှိတော့ရိုင်းတယ်ဒါတခါလဲ12ကောင်ပေါ့ဟာ28ကောင်ဆို3ကောင်ခွဲလိုက်အောင်ဟာတော့အခုမှအလုပ်လုပ်ရတော့မှကြီးချွေးတွေကြီးပဲမချွေးတွေသူတို့လည်းပန့်ကိုယ်တွေလည်းပန့်ပေါ့သူတို့လည်းနေကန်ဆွဲအကြီးအခုကြတော့ရုပ်တွေကငြိမ်းနေအောင်နားယူနေကြချီးထုတ်လေးနေကန်နေဆွဲပြီးတော့ဒီကောင်ချွေးအလောက်မထွက်ဘူးဒီကောင်လေးချွေးကိုရွှဲနေဒါတော့စောင်းအေးတက်ဝင်နေပြီအေးတက်ဝင်လာတော့သူတို့ချွေးထွက်နေဒါနောက်တော့ဆိုးတယ်ပထမဆုံးတစ်ကောင်ချင်းဆွဲလဲတာဆိုတော့မလဲတာတားခွဲပြီးတယ်မလဲဘူးဆိုတော့အခုမှလဲတာကလေးရဆိုးနေနော်ဒီကောင်လွတ်တယ်ကြောက်လွန်ပြီးတော့ဆိုးတယ်ပြန်ထုတ်ကြရင်အဲ့ဒါပိုဆိုးတယ်ပြန်ထုတ်ကြသူလန့်ထားတဲ့အချိန်နဲ့လေထုတ်လို့ရှိရင်တခါတည်းတန်းပြေးတာနိုင်ဘူးလားဆက်စားချင်းဆိုတော့သူတို့စိမ့်တဲ့နေရာညာဘာရှိလို့ခောက်နှစ်ကောင်လွတ်ခြေထောက်နာတဲ့ကလေးတွေနေမကောင်းတဲ့ကလေးတွေဖယ်ထား28ကောင်လုံးမလဲဘူးဒီနေ့အကောင်ကြီးတွေတဲ့ဆိုင်အကောင်သေးလေးတွေပို့ပြီးတော့စိုးနေအခုကဘာလို့ဆိုတော့သူတို့ကလန့်တော့ဆွတ်ပြီးအကောင်သေးလေးတွေကြောက်လွန်2 လပိုင်းလောက်ထိတစ်ပတ်ကို3ရက်4ရက်အဲ့လိုလှည့်မှာပေါ့တစ်ပတ်ကို3ရက်4ရက်အခုကတော့ဆက်စချင်းလှည့်တာဆိုတော့သူတို့အချိန်လေးနည်းနည်းလေးနဲ့ပဲလှည့်တာငယ်တွေကလေ့ကျင့်ခန်းလုပ်တော့ဗောနော်အကျင့်လေးဖြစ်သွားဒါဘယ်ဝိုင်းညာဝိုင်းပေါ့ဘယ်ဝိုင်းညာဝိုင်းအောင်မိနစ်30ညာမိနစ်30အဲ့လိုတက်လဲစီပေါ့ကျင်းဖြစ်တော့နောက်ကျင်းဖြစ်သွားရင်တော့မခတ်တော့ပါဘူးဝင်သွားနည်းနည်းဆိုးတဲ့အကောင်တော့ပဲထုတ်အတွင်းအခတ်တော့ဆိုးတဲ့ကောင်ကတော့နှစ်တိုင်းပါတယ်အဲဒါမြင်းကများတော့လေနှစ်တိုင်းကတော့ဆိုးတဲ့ကောင်ကတစ်ကောင်နှစ်ကောင်3ကောင်အဲ့လိုတော့အမြဲပါတယ်ကျိုးတွေကအကောင်လူရင်တယ်ဒါပေမဲ့အဲ့လိုဆွဲတဲ့ခါကျမထုံတတီးနဲ့အဲ့လိုလေဆွဲတာတော့တောက်ပြီးဆွဲတာတော့အဲ့လိုလူရင်တာတက်ထိတ်မြင်တာတက်ပေါ့